download လုပ်ရမယ့် application ရဲ့ link ကိုအောက်က description ထဲမှာထည့်ထားပေးပါမယ် PC Building Simulator application ကို download လုပ်ပြီးပြီဆိုတော့ installation လုပ်ပါမယ် installation လုပ်ဖို့အဲဒီ application ကို double click နှိပ်ပါမယ်ပြီးရင် run ဆိုတဲ့ click ကိုနှိပ်ပါမယ်ပြီးရင်တော့ next ဆိုတဲ့ click ကို3ချိန်နှိပ်ပြီးတော့နောက်ဆုံးမှာတော့ install ဆိုတဲ့ click ကိုနှိပ်ပါinstallation ပြီးသွားရင် finish ဆိုတဲ့ click ကိုနှိပ်ပေးပါအခုဆိုရင် PC Building Simulator application ကိုစဆင်လို့ရပြီပေါ့နော်အားကြောင့်မလို့ application ကိုဖွင့်ပါPC တလုံးကိုဘယ်လိုမျိုးစောင့်ရလဲဆိုတာမသိဘူးဆိုရင် How to build a PC ဆိုတဲ့ click ကိုရွေးပါဒီ application က PC တလုံးကိုဘယ်လိုမျိုးစောင့်ရလဲဆိုတာကို tutorial လေးနဲ့ပြပါလိမ့်မယ်ဒီ desktop ထဲမှာ component တွေကို installation လုပ်ဖို့အတွက်ဆိုရင်ဒီ base တွေကိုပထမဆုံးဖွင့်ဖို့လိုပါတယ်desktop ရဲ့ဒီနောက်ထပ် page တစ်ခုကဟိုဘက်ချမ်းမှာလည်းရှိပါသေးတယ်။ဟိုဘက်ချမ်းကိုတွားဖို့အတွက်ဆိုရင်ကင်မရာကိုလှည့်ကြည့်ဖို့လိုပါတယ်။ကင်မရာကိုလှည့်ဖို့အတွက် mouse က right click လေးကိုနှိပ်ပြီးတော့လှည့်ကြည့်လို့ရပါတယ်။ပြီးရင်တော့ဒီ page နောက်တစ်ခုကိုဖြုတ်ပါမယ်။အခုဆိုရင်ဒီ page နှစ်ပတ်လုံးကိုဖြုတ်လို့ပြီးသွားပါပြီ။နောက်အဆင့်အနေနဲ့ power supply unit လို့ခေါ်တဲ့ PSU ကို installation လုပ်ပါမယ်။အဲ့ဒီ PSU ကဒီ desktop ထဲမှာရှိတဲ့ component တွေအားလုံးကို power ပေးဖို့အတွက်အသုံးပြုပါတယ်။ PSU ကိုတက်ဖို့အတွက်စကူလေးလုံးကိုအရင်ဆုံးဖြုတ်ပါမယ်။စကူလေးလုံးကိုဖြုတ်ပြီးသွားရင်ဒီ box ထဲမှာထည့်ထားတဲ့ power supply ကိုတွားယူပါမယ်အဲ့ဒီ power supply မှာအဓိက3ချက်ပါပါတယ် power တွေကိုပေးဖို့လုပ်ထားတဲ့ main power circuit ပြားရယ် component တွေကိုချိတ်ဆက်ဖို့အတွက် modular port ရယ်အဲ့ဒီ power supply ကိုအပူတက်တာအောင်လုပ်ပေးမဲ့ပန်ကာရယ်ပါပါတယ်အဲ့ဒီ power supply ကိုတက်ဖို့အတွက် mouse နဲ့နှိပ်တယ်လာပြီးတော့တက်ကပါမယ်ပြီးရင်တော့စကူတွေကိုပြန်တက်ကပါမယ်နောက်တစ်ဆင့်အနေနဲ့ PC တစ်လုံးရဲ့နှလုံးသားလေးဖြစ်တဲ့ motherboard ကို installation လုပ်ပါမယ်။ motherboard ကို installation လုပ်ဖို့အတွက်အောက်ဆဲမှာသွားယူရပါမယ်။ motherboard မှာ equipment တွေအများကြီးတက်ဆင်ဖို့အတွက်အစိပ်ပိုင်းတွေအများကြီးပါပါတယ်။အဲ့ဒါတွေကတော့ဒီ CPU လာတက်ဖို့အတွက် CPU socket ရယ်ဒီ motherboard ကို power ပေးဖို့အတွက် power ကြိုးလာတက်လို့ရတဲ့ power socket ရယ် headed လာတက်လို့ရတဲ့ SATA port တွေရယ်ပါပါတယ်ပြီးရင် front panel header ကြိုးတွေလာတက်လို့ရတဲ့ socket တွေပါပါတယ် front panel header ဆိုတာက computer casing မှာ power clock တွေရယ် LED မီးသီးလေးတွေရယ်အလုပ်လုပ်ဖို့အတွက်ရည်ရွယ်ထားတာပါပြီးရင်ဒီအချိန်နာရီကိုမှတ်ထားဖို့အတွက်ဒီ battery လာတက်လို့ရတဲ့ CMOS battery နေရာလဲပါပါတယ်
ပြီးရင် stand off ဆိုတာကဒီတက်ထုနဲ့လောက်ထားတယ်ပြီးရင် motherboard ကိုဒီကွန်ပျူတာကေးစင်မှာလာတက်ဖို့အတွက်စကူဆွဲဖို့ရယူရထားတဲ့ hardware အစိပ်ပိုင်းသေးလေးပါပြီးရင်ဒီ motherboard ကိုအလုပ်လုပ်ဖို့ရန် chipset ပါပါတယ်နောက်တစ်ခုကတော့ PCI slot လည်းပါပါတယ် PCI slot ဆိုတာကဒီ graphic card တွေ audio card တွေထည့်ထည့်ခြင်းတဲ့ card တွေစိုက်ဖို့အတွက်ယူရပြီးလုပ်ထားတာပါstand off လို့ခေါ်တဲ့တက်တူလုံးလေး6ခုကိုကေးစင်မှာအရင်ဆုံးစတက်ပါမယ်ပြီးတော့ရင် motherboard ကိုကေးစင်မှာဆွဲမြဲနေအောင်လို့စကူလေးနဲ့လာတက်ပါမယ်ဒါကတော့ CPU ကို power ပေးဖို့အတွက်အသုံးပြုတဲ့8 pin power socket ပါဒါကတော့ motherboard ကို power ပေးဖို့အတွက်အသုံးပြုတဲ့24 pin power socket ပါဒါကတော့ကွန်ပျူတာရဲ့ front panel ကို power ပေးဖို့အတွက်အသုံးပြုတဲ့ power socket ပါ CPU ကို power ပေးဖို့အတွက်ဒီ socket လေးကိုနှိပ်လိုက်ပြီးတော့ power cable ကိုချိတ်လိုက်ပါmotherboard ကို power ပေးဖို့အတွက်ဒီ socket ကိုနှိပ်ပြီးရင် power cable ကို power supply နဲ့ချိတ်လိုက်ပါကေးစင်ရဲ့အရှိတ်ဘက်ကျမ်းမှာရှိတဲ့ခလုတ်တွေကိုအလုံးလုံးနိုင်စေရန် front panel ကြိုးကို motherboard နဲ့ချိတ်ပါနောက်တစ်ဆင့်အနေနဲ့ CPU ကို installation လုပ်ပါမယ် CPU ကို installation လုပ်ဖို့ဒီ box ထဲမှာတွားယူပါ CPU မှာအဓိကအစိပ်ပိုင်း3ခုပါပါတယ် processing တွေကိုလုပ်ပြီးတဲ့ processor ရယ် CPU ကနေ motherboard တွေကို data တွေတွားလို့ရအောင်လုပ်ပေးထားတဲ့ pin ရယ် CPU မှာအပူတက်တာအောင်လို့လုပ်ပေးနိုင်တဲ့ heat plate ရယ်ဆိုပြီးတော့3ခုပါပါတယ်CPU တက်ဖို့အတွက် CPU ရှီးကိုအရင်ဖွင့်ပါပြီးရင် CPU ကိုတက်ပြီးတော့မှ CPU ရှီးလေးကိုပြန်ပိတ်ပါ CPU ကအမြဲတမ်းအရန်ပူပါတယ်အားကြောင့်မလို့အဲ့ဒီ CPU ရဲ့အပေါ်လေးမှာတာမဲ paste လေးကိုတုပ်ပေးပါဒီ CPU ကိုအပူတွေထပ်ပြီးတော့တက်တာအောင်လို့ကူလာတွေထပ်တက်လို့ရပါတယ်ကူလင်းအမျိုးအစားဝါတာရယ်ဆိုပြီးတော့2မျိုးလည်းရှိပါတယ်ပုံမှန် desktop တွေမှာဆိုရင်မျိုးစားဖြစ်တဲ့ပန်ကာတွေကိုတက်ကြပြီးတော့ gaming PC တွေ high performance desktop တွေမှာဆိုရင်တော့ water မျိုးစားဖြစ်တဲ့ liquid cooling system တွေကိုတက်ကြပါတယ်CPU fan မှာအစိပ်ပိုင်း5ခုပါပါတယ်နံပါတ်1ပန်ကာရယ်နံပါတ်2 cooler plate ရယ်နံပါတ်3 heatsink fan ရယ်နံပါတ်4 power ကြိုးရယ်နံပါတ်5 bracket ရယ်ပါပါတယ်ခုနကပေါက်စေရယူလာတဲ့ CPU fan ကို CPU ရဲ့အပေါ်မှာတက်လိုက်ပါပြီးရင် CPU fan ရဲ့ power ကြိုးကို motherboard မှာရှိတဲ့ power socket စီသို့တက်လိုက်ပါနောက်တစ်ဆင့်အနေနဲ့ graphic card ကိုတက်ပါမယ် graphic card ကို graphic processing unit GPU လို့လည်းခေါ်ပါတယ် graphic card ကိုယူဖို့ box ထဲကိုသွားပါဒီ graphic card မှာအတိကအစိပ်ပိုင်း၄ခုပါပါတယ် graphic processor ရယ် GPU ရယ် GPU ရယ်ပန်ကာနဲ့ heatsink ရယ် PCI connector ရယ်ဆိုပြီးတော့၄ခုပါပါတယ်ခုနကပေါက်ဆဲရယူထားတဲ့ graphic card ကိုမတက်ခင် PCI slot မှာကာဘာလောက်ထားတဲ့ PCI ကာဘာကိုအရင်ဦးဆုံးဖြုတ်ဖို့လိုပါတယ်
Okay ဖြုတ်ပြီးသွားရင် PCI slot မှာ graphic card ကိုတက်ပါမယ်နောက်တစ်ဆင့်အနေနဲ့ memory ကိုတက်ပါမယ် memory ကို random access memory RAM လို့လည်းခေါ်ပါတယ် memory card ကိုတွားထုတ်ဖို့အတွက် box ကိုနှိပ်ပါ memory card မှာအစိပ်ပိုင်း၃ခုပါပါတယ် memory chip 10 lock ရယ် connector ဆိုပြီးတော့၃ခုပါပါတယ် memory card ကို slot မှာမတက်ခင် memory slot clip လေးတွေကိုအရင်ဆုံးဖွင့်ဖို့လိုပါတယ်ပြီးရင်ဗီဒီယိုမှာပြထားတဲ့အတိုင်း memory card နှစ်ခုကိုစိုက်ပါမယ်နောက်ဆုံး component တစ်ခုအနေနဲ့ hard drive ကိုတက်ပါမယ်ဒီလိုလုပ်ဖို့ box ကိုနှိပ်ပါ hard drive မှာအစိပ်ပိုင်းနှစ်ခုပါပါတယ် SATA နဲ့ power cable လာတက်လို့ရတဲ့ module ရယ် data တွေကိုဖတ်ဖို့သိမ်းဖို့အတွက် spinning disk ပါပါတယ်ဒီcasing က hard drive တွေလာတက်ဖို့အတွက်ဘေးလေးတွေပါပါတယ်အဲ့လိုဘေးပါတဲ့ casing တွေဆိုရင် hard drive တွေလာမရောမတက်ခင်ဘေးတွေကိုအရင်ဖွင့်ဖို့လိုပါတယ်ပြီးရင် hard drive ကိုတက်ဘေးကိုပြန်ပိတ်ပေးပါပြီးရင်တော့အဲ့ဒီ hard drive မှာ power cable တွေ SATA cable တွေလာတက်ပေးဖို့လိုပါတယ်အရင်ဦးဆုံး SATA cable ကိုတက်ပါမယ်အဲဒါကြောင့်ဒီ hard drive မှာ SATA ကိုနှိပ်ပါပြီးရင် motherboard မှာ SATA cable လာတက်လို့ရတော့ module ကိုနှိပ်ပါဒုတိယအဆင့်အနေနဲ့ hard drive မှာ power cable ကိုတက်ပါမယ်အဲဒါကြောင့်မလို့ hard drive မှာ power ကိုနှိပ်ပြီး power supply မှာသွားနှိပ်ပါPC မှာရှိတဲ့ component တွေအားလုံးကအလုပ်လုပ်ရင်အရန်ပူပါတယ်အဲဒါကြောင့်မို့လို့ casing မှာပန်ကာအပိုထပ်တက်ပါမယ်ဒီပန်ကာကိုထုတ်ဖို့ box ကိုနှိပ်ပါအဲ့ဒီပန်ကာမှာ frame လို့ခေါ်တဲ့အစိပ်ပိုင်းရယ် motor လို့ခေါ်တဲ့အစိပ်ပိုင်းရယ်အစိပ်ပိုင်းတစ်ခုပါပါတယ်အဲ့ဒီပန်ကာကို desktop ရဲ့အနောက်ဘက်ကွန်ပျူတာ casing ရဲ့အတွင်းဘက်ထဲကနေတက်ပါမယ်ပြီးရင်တော့အဲ့ဒီပန်ကာကို power ပေးဖို့အတွက် power cable ကို motherboard စီကိုတက်ပါမယ်အခုဆိုရင်တော့ casing ဘုံကြီးကိုပိတ်လို့ရပါပြီဒီ desktop PC ကို power ဖွင့်ဖို့အတွက်လိုအပ်တဲ့ cable တွေကိုထပ်ပြီးတော့တက်ပါမယ်အရင်ဦးဆုံး USB mouse ကိုတက်ပါပြီးရင် HDMI cable ကိုတက်ပါမယ်ပြီးရင်တော့ power supply ကို power ပေးဖို့အတွက် power cable တက်ပါမယ်ပြီးတော့ USB keyboard cable ကိုတက်ဖို့ကြမ်းပါသေးတယ်။အားကြောင့်မလို့ USB keyboard cable ကိုတက်ပါမယ်။
Okay အခုဆိုရင်တော့ဒီ desktop PC ကို power ဖွင့်လို့ရပါပြီ power ကလေးကိုနှိပ်ပါမယ်နောက်ဆုံးမှာတော့ဒီ desktop PC ကိုတက်ဆင်ခြင်းကိစ္စပြီးတော့ပါပြီဒီဗီဒီယိုကိုကြည့်ပြီးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်